အခုလိုချိန်မှာအားလုံးရဲ့စိတ်တွေအဆုံးစွန်ထိခိုက်နေကြမယ်ဆိုတာနားလဲပါတယ်။နှစ်ဖူးတွေဒူးတွေခံရသူတွေအနေနဲ့ဆိုဒီထက်တောင်ပိုဆိုးနိုင်ချေရှိပါတယ်။အဲ့ဒါကြောင့်မို့ငလင်တန်ခံရပြီးလွတ်မြောက်လာသူတွေကိုဒီလိုမေးခွန်းတွေနဲ့စိတ်ဒုက္ခထပ်မပေးမိဖို့တတိပြုစေချင်ပါတယ်။ရှောင်ကျဉ်ရမယ့်မေးခွန်းများ၁ဘလောက်ဆူဆူရွရွထိခိုက်ခဲ့လဲ။အဖြစ်အပျက်ကိုအသေးစိတ်ပြန်ပြောခိုင်းခြင်းကစိတ်အခြေအနေကိုပိုဆိုးစေနိုင်ပါတယ်။၂ဓာတ်ပေါ်ဒီတွေဘလောက်မြင်ခဲ့ရလဲ။စိတ်ဒဏ်ရာကိုပြန်နှိုးဆွပေးသလိုဖြစ်စေပါတယ်။၃ဘာကြောင့်အဲ့ဒီအချိန်မှာအဲ့နေရာမှာနေခဲ့တာလဲ။အပြစ်ရှိသလိုခံစားရစေတဲ့မိကွန်းမျိုးပါ။၄ဘာလို့အခြားသူတွေကြားသိပြီးမင်းကဘလို့အသက်ရှင်နိုင်တာလဲ။အသက်ရှင်နေခြင်းကအပြစ်ရှိသလိုခံစားရစေပါတယ်။၅အခုဘလို့ခံစားနေရလဲ။စိတ်ခံစားမှုကိုချစ်ချင်းပြန်ဖော်ခြင်းကပုံမနာကျင်စေနိုင်ပါတယ်။အခုပြောခဲ့တဲ့မိကွန်းမျိုးတွေကိုလုံးဝရှောင်ကျဉ်ပြီးစိတ်ပိုင်းဆိုင်ရာအရာအထောက်အကူဖြစ်မဲ့ဒီလိုမိကွန်းမျိုးတွေပြောင်းမေးသင့်ပါတယ်။၁မင်းအတွက်ဘာလုပ်ပေးရမလဲ။လိုအပ်ချက်ကိုမေးပါ။၂မင်းလုံခြုံတယ်ဆိုတာသိရလို့ဝမ်းသာပါတယ်။အာမခံချက်ပေးတဲ့သဘောမျိုးတက်ရောက်ပါတယ်။၃ပြောချင်တာရှင်ပြောတော့ငါအမြင်နားထောင်ပေးမယ်။ဖိအားမပေးဘဲဖွင့်ပြောဖို့အခွင့်အရေးပေးတဲ့သဘောမျိုးပါ။တတိပြုရန်အချက်တွေအဖြစ်ပြက်ကိုပြန်မပြောခိုင်းပါနဲ့။ကံကောင်းတယ်ဘာမှမဖြစ်ပါဘူးစတဲ့စကားမျိုးရှောက်ပါ။ငလင်ထံရရသူတွေကိုစိတ်ထံရပုံမဆိုးရစေဖို့နူးညံ့သိမ်မွေ့စွာဆက်ဆံပါအခုပြောခဲ့တာတွေအားလုံးကစိတ်ပိုင်းဆိုင်ရာနယ်ပယ်ကပညာရှင်တွေရဲ့အကြံပြုချက်တွေကိုအခြေခံထားပြီးမျှဝေပေးတာဖြစ်ပါတယ်ကိုယ့်ဘက်ကစေတနာကရုဏာဆိုပေမဲ့လည်းစေတနာကဝေဒနာမဖြစ်ရလေအောင်ရှောင်တဲ့နာရှောင်ပြီးအားပေးတဲ့နာအားပေးရင်အတူတူဖေးမကူညီရအောင်လားဗျာအားလုံးပဲသဘာဝဘေးအန္တရာယ်တွေကကြော်လွှားနိုင်ပြီးဘေးကင်းလုံခြုံကြပါစေဗျာ